မဲမျောလို့ပြောပြမကွယ်ထင်ပေါ်တဲ့အချောရတော့လေအတီနောမငင်းဆန်းပြီဘောတရင်လျံရှင်တော်ကောရမရေကဝဇီနောလင်းပြန်ညီတော်မင်းနန်းဩနတ်တမြပမာညီသင်္ဇာနကဆန်တွေနဲ့ဗဒ္ဒကလျာနီမမြင်ပါတရက်မကြံလွမ်းရတာကြောင့်ဒါလေးပါတော့အဲ့ဒီတချင်းရဲ့နာမည်ကညီတော်မင်းနိုင်ချွတ်ခန်းနဲ့အဲ့ဒီညီတော်မင်းနိုင်ချွတ်ခန်းရဲ့မူလဇင်းမြစ်ဖြစ်တဲ့ဇနဗရကလျာနီဆိုတဲ့ဝတ္ထုကိုငငယ်အထင်15နှစ်16နှစ်အရွယ်လောက်ကဖတ်ခဲ့ပြီးတော့ကဗျာလေးတစ်ပုဒ်ရေးခဲ့ဘူးလေပေါ့နော်ဒီတမိုင်းနောက်ခံဝတ္ထုတော့ဒီဗုဒ္ဓဝတ္ထုနောက်ခံဝတ္ထုကိုဆရာရှုံးညိုရေးတာတွေကိုဖတ်ခဲ့ပြီးတဲ့နောက်မှာကိုကအဲ့လိုဝတ္ထုကြမှာစွမ်းနိုင်တော့ကဗျာလေးစမ်းရေးကြည့်မယ်ပေါ့နော်အဲ့ဒါကြောင့်ရေးဖြစ်ခဲ့တဲ့ကဗျာလေးပေါ့အဲ့ဒီဇနဗရကလျာဏီဝတ္ထုရဲ့ဇလံအကျမ်းမျိုးလေးပေါ့နော်ဘုရားရှင်ဒီကောရမဘုရားရှင်ရဲ့ညီတော်ဖြစ်တဲ့နန္ဒမင်းသားနဲ့သူကောင်မလေးဇနဗရကလျာဏီတို့နဲ့ဇနဗရကလျာဏီနဲ့လက်ထပ်မယ်ဆိုပြီးတော့အမင်္ဂလာလက်ထပ်ပွဲကျင်းပကြတာပေါ့အဲ့ဒီကျင်းပတဲ့အချိန်မှာသူတို့ကသူ့အကိုဖြစ်တဲ့ဒီသူတို့တာဂီဝင်ရဲ့အင်မေကြီးတစ်ခုဖြစ်တဲ့ဒီကောရမဘုရားကိုပြင်မယ်ဆိုပြီးတော့ဘုရားပြင်တာပေါ့နော်မင်္ဂလာဆုံးကပ်ဖို့အဲ့လိုပြင်တဲ့ခါမှာဘုရားကကျောင်းငါညီတပိုက်ကိန်းမျိုးအကြောင်းလိုက်ခဲ့ပါတယ်နော်ခေါ်သွားပြီးတော့သင်္ကန်းဝက်ပေးလိုက်တယ်အဲ့ဒီနောက်အခြေအနေမျိုးပေါ့နော်နောက်ပိုင်းတော့တရားတို့ရသွားပြီးတော့ဒီနန္ဒမင်းသားဒီသင်္ကန်းမချွတ်တော့ပဲရန်ဘွားနဲ့ရိုးထုတ်သွားခဲ့တယ်ပေါ့အဲ့ဒီအချိန်မှာကိုကကြတော့ဒီဇလန်းရဲ့ဒီတကယ်ဖြစ်စဉ်မျိုးထဲမှာမပါဝင်ပြီးမဲ့ကိုကတော့ကိုခံစားချက်နဲ့ကိုရေးတာပေါ့နော်ဖះကခေါ်လို့ तू ကလိုက်သွားတယ်ဆိုတဲ့အချိန်မျိုးမှာသင်္ကန်းဝယ်ဘာညာတာကသူ့ရဲ့ဇနီးလောင်းကိုလည်း तू မပြောခဲ့ရဘူးဒါပေမဲ့ဒီဖះเจ้าရောက်တဲ့ခါကျတော့ तू သင်္ကန်းဝယ်ပြီးတော့ခံလဲရတယ်အဲ့ဒီတိုင်းပဲဘွားကိုယူထုတ်သွားတဲ့အချိန်မျိုးပေါ့နော်ပြောချင်တာကတရားထုမရခင်တော့ तू ဟာလုံးဝတာမန်ပုထုဇဉ်စိတ်မျိုးပဲကွာအဲ့ဒီနန္ဒမင်းသားလက်ခံဆဲသူ့ကောင်မလေးကိုထားခဲ့ပြီးတော့ तू ကဖះเจ้าနောက်လိုက်လာတယ်လုံးဝမပြန်သွားတော့တဲ့နေထားမျိုးမှာပုထုဇဉ်ပြီးဖះနောက်ကိုလိုက်ချင်လိုက်သွားတာမဟုတ်ပါဘူးဖះနောက်ကိုလိုက်သွားပြီးတဲ့နောက်မှာလည်းပြန်မလာတာမင်းကိုမုန်းလို့မဟုတ်ပါဘူးဖះရဲ့သူအကိုဖြစ်တဲ့ဖះကိုမလွန်ဆန်နိုင်လို့ဆိုတဲ့အနေထားမျိုးလေးကိုသိစီချင်တာတော့သူ့ကောင်မလေးအဲ့ဒီနေရာတွေမှာနန္ဒမင်းသားနေရာကခန်းစားပြီးတော့ခလိုက်တဲ့ပုံရေးထားခဲ့ဘူးတယ်ပေါ့နော်အခုချိန်ထိအောင်ကိုရေးခဲ့တဲ့ကြပြဆိုတော့အခုချိန်ထိအမှတ်မှန်ရရစိတ်ထဲမှာရှိနေတာပေါ့နော်ကြပြလေးရွတ်ပြပါမယ်ရွှေနန်းတော်ဇောင်းတန်းဦးစီကနွမ်းလျရတဲ့မျက်နှာရေစွတ်တဲ့ဆန်ဂီတာနဲ့ချစ်သူနဲ့မှလဒေဝီဇနဗရကလျာဏီမှာလိုက်တီကအိုးမောင်ကြီးအမြန်ပြန်လာခဲ့ပါတဲ့သူ့ပုံရိပ်နဲ့သူ့တန်တာအာယုံမှာပြန်မြင်ကြားသည်မှုမင်းစခွင့်မပေးပါအတီးလွမ်းလို့သာညတာရှိခဲ့သည်ကြောင့်လွမ်းရတဲ့ချစ်သူထမ်းပြေးလို့သာမောင်ပြန်ခဲ့ခြင်းပေမဲ့မလွန်ဆန်ဝတ်တဲ့အခြေအနေတွေလေမောင်မာကွယ်ရှိနေလေတော့ချစ်နှမထမ်းပြေးလို့ကွမပြန်နိုင်တာဟာကွယ်မုန်းလို့မဟုတ်ဘူးဒါလေးပါဟိုကြပြအနေထားရတကယ်အနုပညာမြောက်တဲ့ဟာမျိုးရတာမြောက်တဲ့ဟာမျိုးကြီးတော့ဖြစ်ချင်မှဖြစ်လိမ့်မယ်ဒါပေမဲ့လွန်ခဲ့တဲ့ကျွန်တော်15နှစ်16နှစ်အရွယ်လောက်ကရေးခဲ့တဲ့ကြပြလေးမို့ဘာမှကိုယ်တငယ်ချင်းတွေအပေါင်းအသင်းတွေကိုလည်းရွတ်ပြခြင်းနဲ့စိတ်လေးရှိလာလို့ပါကျေးဇူးများတင်ပါတယ်